တင်းနောက်ဆုံးအသက်ယူခြင်းပြီးဆုံးပြီးခဏချင်းတွင်တင်ဘဲမှရှိနေမလဲတင်ရဲ့အသက်ဝိညာဉ်ဒီတမလွန်ဘဝရောက်သွားလိမ့်မည်တင်အစဉ်သင့်ရှိပါသလားတင်းကိုရွေးနှုတ်တော်မူ၍ဖွာစားကားပြီးတင်းကိုပြုပြင်တော်မူသောထာဝရဘုရားမိန်တော်မူသည်ဟာမိုးကောင်းကင်ကိုငါတပါးလေးကြက်လျက်မြေကြီးကိုအဖော်မရှိပဲခင်းလျက်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းသောထာဝရဘုရားဖြစ်တင်းသည်ငါမျက်နှိုးရာဖြစ်သောကြောင့်နာသည်ချင်းငါတပါးလေးသာလျှင်တင်း၏အပြစ်တို့ကိုဖြေပြီးတင်း၏ဒုစရိုက်မှုတို့ကိုမအောင်မီမြေကြီးအစွန်းသားအပေါင်းတို့ငါ့ကိုမျှော်ကြည့်ပြီးကယ်တင်ခြင်းကျေးဇူးကိုခံကြတော့ငါသည်ဘုရားသခင်ဖြစ်ငါမှတပါးအခြားသောဘုရားမရှိတင်ဒီဘသူကပဲဖြစ်ဖြစ်မြည်သည့်အမှုကိုပြုခဲ့သည်ဖြစ်စေဘုရားသခင်သည်တင့်ကိုချစ်တော်မူ၏ဘုရားသခင်တရှိချောင်းကိုတင်ယုံကြည်မှယုံပြီးသို့တော့သူအမှန်တကယ်တရှိချောင်းဟူသောအချက်သည်မပြောင်းလဲနိုင်ပါသူသည်တင်တဲ့သူကောင်းကင်ဘုံ၌ထောင်ရအသက်ဆိုးဆန်ဖို့ရန်အလိုရှိသည်သူ၏ချစ်ခြင်းမေတ္တာသည်တင့်အတွက်အမှန်ပင်ဖြစ်သည်တမန်ကျမ်းစာကတွင်တင်ပေးတာကဘုရားသခင်သည်ငါတို့ကိုသီးခံတော်မူ၏ငါတို့တွင်အဘယ်သူမျှမပြည့်စည်ပဲရှိသမျှတို့သည်နောင်တရစေခြင်းကအလိုတော်ရှိတယ်ဘုရားသခင်ကလူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိမြင်စေခြင်းကအလိုတော်ရှိ၏သို့တော့တမန်တရားဆိုတာပါလေအရေးအမွေများနဲ့ပြည့်နေနေတဲ့အချိန်ကာလတစ်ခု၌ကျွန်တော်တို့သည်တည်ရှိနေသည်မောင်ရင်သောဘာသာတရားများမူသားများနဲ့ရှင်သန်နေရပါသည်သို့တော့ယေရှုသည်ဤသို့ဆို၏ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်၏ဒုက္ခယေရှုကသင်တို့သည်ငါ၏ဒေသနာ၌တည်လျင်သင်တို့သည်ငါ၏ဒေသနာ၌တည်လျင်သင်တို့သည်တမန်တရားကိုသိကြဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟုဆို၏အမှန်တရားကတော့ယေရှုခရစ်တော်မှာပါလေကျွန်တော်တို့အားလုံးဟာပျောက်ဆုံးသောသူတွေဖြစ်သည်ကျွန်တော်တို့ဘဝမှာဘလောက်အောင်မြင်သောသူတွေဖြစ်နေပါသည်သို့မဟုတ်ဘာသာရေး၌မြင်းမြပင်စိတ်အားထက်သန်စွာပါဝင်နေသည်ဖြစ်စေယေရှုခရစ်တော်သည်ကာယကံရှင်ဖြစ်သည့်မိမိကိုယ်တိုင်ကယ်တင်ရှင်မဖြစ်လျင်သူသည်တင့်ရဲ့ကယ်တင်ရှင်မဖြစ်လျင်ကျွန်တော်တို့အားလုံးသိကြပျက်စီးကြရမည်ဖြစ်သည်ဒီထာဝရတမန်တော်ဘဝအတွက်ပြင်ဆင်ပြီးပြီလားဇယင်းမှန်ဖြစ်မိမိကိုမိမိမေးကြည့်ပါကျွန်တော်ရုပ်ကိုချက်ချင်းသိဆုံးခဲ့လျင်ကျွန်တော်ဘယ်ခုသွားမှာလဲကောင်းကင်ဘုံလားငရဲလားဒီတမန်တော်ဘဝအတွက်ကောင်းကင်ဘုံသည်သင်၏ထာဝရအိမ်တော်ဖြစ်သည်ကိုတရားရဂန်တော့မသေးကြလျင်မျော်လင့်ချက်တော့ရှိပါသည်ကျောင်းမှာဘုရားသခင်သည်တမန်ကျမ်းစာအဖြစ်1ယောဟန်5:73တွင်ကျွန်တော်တို့ဟာဤသို့နှစ်သိမ့်စေတော်မူ၏ဘုရားသခင်သားတော်ကိုယုံကြည်သောသင်တို့သည်ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းကဤအရာများကိုသင်တို့ဟာငါရေး၍ပြီးလိုက်၏ဤလောကမှာထွက်ခွာရန်သင်ရဲ့အချိန်ရောက်သောအခါသင်သည်ကောင်းကင်ဘုံသို့သွားမည်ကိုတန်တရားအရေးအယောင်မရှိဘဲသိနိုင်ပါသည်ဒါကြောင့်ဘုရားသခင်သည်သူ့မြတ်တာကိုသင်နဲ့မျှဝေလိုတဲ့သူသည်သင်အားထာဝရအသက်ကိုရရှိဖို့ရန်ဒီလမ်းပြသလိုကြောင်းသင်ကိုဤဧဝံဂေလိသတင်းကောင်းရုပ်ရှင်ကြည့်ရှုဖို့ရန်ဘုရားသခင်အခွင့်ပေးတယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ပထမဆုံးကျွန်တော်တို့ဤဖောက်ပြန်ယုံရင်းမှုရှိသောအပြစ်တရားကိုနားလည်ရမည်ယောမဩဝါဒစာ3:23တွင်ဤသို့ဆို၏ကျွန်တော်တို့ဒီကြောင့်လူတဦးနဲ့နိုင်ရှင်လျင်မိမိကိုမိမိကောင်းတယ်လို့ထင်ကောင်းထင်လိမ့်မည်သို့တော်လည်းဘယ်သူမှမပြေဆုံးပါကျမ်းစာလာသည်ကဖြောင့်မတ်သောသူမရှိတရားများမရှိတို့အပြင်ကျမ်းစာသည်လူအပေါင်းတို့ကိုအပြစ်၌ချုပ်ထား၏ကျွန်တော်တို့ဘလောက်ပဲကြိုးစားပါစေတယောက်ချင်းစီသည်ဘုရားသခင်၏တန်ရှင်းစုံလင်ခြင်းအတရေကိုပြည့်စေသည်ကျွန်တော်ဒီအပြစ်သားသင်လည်းအပြစ်သားဖြစ်သည်တေယော3:4တွင်တမန်ကျမ်းစာပြောသည်မှာအပြစ်ကိုပြုသောသူမည်သည်ကတရားတော်ကိုလည်းကျူးလွန်သည်ဖြစ်၏တကယ်တော့ညှင်းလို့မရတဲ့အမှန်တရားကိုရိုးသားစွာဝန်ခံလျင်ကျွန်တော်တို့အားလုံးမကောင်းမှုတွေလုပ်ပူးကြတယ်ဘုရားသခင်၏ပညတ်တရားကိုတနည်းနည်းနဲ့ကျိုးဖောက်ပူးကြတယ်ပြောရမယ်ဆိုရင်မူသားပြောခြင်းရိုးသားမှုကင်းမဲ့ခြင်းခိုးခြင်းလှည့်စားခြင်းဒါဝရဘုရား၏နာမတော်ကိုအချီးနှီးမွတ်ဆိုခြင်းကာမအရှက်တရားကင်းမဲ့သောအတွေ့များတွေ့ခြင်းဒုမိဘတကားကိုမနာခံခြင်းစသည့်အနေငယ်မြတ်သာပေါ်ပြခြင်းဖြစ်သည်ကျွန်တော်တို့အဖြစ်ကြောင့်ဘုရားသခင်၏ပညတ်တရားကိုချိုးဖောက်တော်သူဖြစ်သောကြောင့်ထိုဆိုးရွားသည့်အကျိုးဆက်နှင့်ပြစ်ဒဏ်ပြင်းထန်လာပါသည်ပြစ်မှုကျူးလွန်သူတို့သည်မိမိပြစ်မှုအတွက်ပြစ်ဒဏ်ခံရတဲ့ကဲ့သို့အပြစ်သားသည်လည်းမိမိအပြစ်ကြွေးအတွက်ပြန်လည်ပေးဆက်ရမည်ဖြစ်သည်ဒုတိယအနေနဲ့ကျွန်တော်တို့သည်ဝဲခွာခြင်းအကျိုးဆက်ကိုအမှန်တိုင်းလက်ခံရမည်ဖြစ်သည်တမန်ကျမ်းစာပြောသည်မှာအပြစ်တရား၏အခါခါသေခြင်းပေသည်ယောမဩဝါဒစာ9:7မှာသေခြင်းသည်အပြစ်တရားအဖြစ်လာသည်လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ကြရ၏ဟုသင်ကြားပေးပါတယ်ယေရှုခရစ်တော်မှာပါပဲကျွန်တော်တို့၏အပြစ်ကြောင့်သေဆုံးခြင်းသည်အပင်ငရဲ၌ထာဝရကာလအကုန်ဆုံးရခြင်းဖြစ်သည်ဤဒီမှာစိတ်တွင်းနန်းနေစွာစဉ်းစားရမည်အရေးကြီးသောသတင်းပင်ဖြစ်သည်သို့သောဘုရားသခင်နှုတ်ကပတ်တော်သည်ရှင်းလင်းစွာပေါ်ပြထားသည်ကြောက်တတ်သောသူမယုံကြည်သောသူဆက်စွန့်ယုံရှာဖွယ်သောသူလူအသက်ကိုတတ်သောသူမတရားသောမိထုံ၌မိဝဲသောသူယူစားတတ်သောသူရုပ်ထုကိုကိုးကွယ်သောသူသစ္စာပြတ်သောသူအပေါင်းတို့မူကား
ကန်နဲ့လောင်သောမိရိုင်တဲ့၌မိမိတို့အဖို့ကိုရကြလိမ့်မည်ဟု၍၎င်းငါအားမိန့်တော်မူသည်တင်သည်စဉ်းစားကောင်းစဉ်းစားလိမ့်မည်မြတ်တာရှင်ဘုရားသခင်သည်ဘလို့လို့ဤကဲ့သို့ပြုမှာလဲအမှန်တရားကတော့သူသည်ဤသို့မပြုလို့သို့တော်သူသည်လုံးရမှာပဲငယ်ဟာကြောက်မက်ဖွယ်ဒုက္ခဝေဒနာခံစားရမည်နေရာဘုရားသခင်သည်မူလကပဲစာတန်နဲ့ကြာဆင်းသောကောင်းကင်တမန်များအတွက်ဖန်ဆင်းထားတာဖြစ်ပြီးနောက်ဆုံးသောနေ့မှာဒုစရိုက်အပြစ်ကိုသူ့ရှိတော်မှအမြဲတမ်းချပြစ်ရာနေရာဖြစ်သည်ဘုရားသခင်သည်ဘယ်တော့မှကျွန်တော်နဲ့တင့်အတွက်ငရဲကိုမဖန်ဆင်းပါသူသည်ကောင်းကင်ဘုံကိုကျွန်တော်တို့အတွက်ဖန်ဆင်းခဲ့သည်သူသည်ရှင်ယောဟန်14နှစ်တွင်ပြောသည်မှာငါအဘ၏အိမ်တော်၌နေစရာအခန်းများရှိ၏သို့မဟုတ်လျင်မဟုတ်ကြောင်းကိုသင်တို့ဟာငါမပြောဘဲမနေသင်တို့နေရအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏သို့သောအပြစ်သည်ကောင်းကင်ဘုံသို့ဝင်ရောက်ခွင့်မရှိဘုရားသခင်သည်တန်ရှင်းဆုံးလင်းတော်မူသောကြောင့်ဖြစ်သည်ကျွန်တော်တို့အပြစ်များကြောင့်ဘုရားသခင်နှင့်ခွဲခွာစေပါသည်ကျွန်တော်တို့အပြစ်များကြောင့်ငရဲကိုရောက်စေပါれကျွန်တော်ယုံကြည်သည်မှာဘုရားသခင်သည်သူ့မြတ်တာတော်အပြင်ဗျာဒိတ်21ချစ်ကိုရေးသားခဲ့ပြီးကျွန်တော်တို့အပြစ်ကြောင့်တည်ဆုံးမှာကမိတို့ဖြစ်လာမည်ကိုရက်တန့်စဉ်းစားရန်ဖြစ်သည်ဘုရားသခင်သည်မိတို့တူတယောက်ကိုမျှငရဲသို့မရောက်စေလိုပါဒါကြောင့်သူသည်တင့်ကိုချစ်တော်မူသောကြောင့်သူသားတော်ယေရှုကိုလူလောကသို့ဆေလွတ်တော်မူ၏တတိယအနေနဲ့ကျွန်တော်တို့ကယ်တင်ရှင်ယေရှု၏လက်ဝါးကတိုင်ကိုအသိအမှတ်ပြုရန်လိုအပ်ပါသည်လူသည်အများဆုံးကျမ်းပိုက်ကတော့ယောဟန် 3:16 ဖြစ်သည်ဘုရားသခင်သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားကိုချစ်တော်မူ၏ယေရှုခရစ်တော်ဘုရားသခင်၏စုံလင်သောသားတော်သည်အပြုကညာမှဖွားမြင်တော်မူခဲ့၏သူသည်အသေးခံပြီးလောကီသားတို့၏အပြစ်များကိုယူဆောင်ရန်ဖွားမြင်တော်မူ၏သူသည်ဓမ္မတရားကိုသွန်သင်ဟောပြောကအနှစ်33ခွဲတိုင်တိုင်အပြစ်ကင်းစင်လျက်ရှင်သန်တော်မူခဲ့သည်သူကနာမကျမ်းသူများကိုထိတော်မူသည်ဖြင့်ခြေကျိုးသူများလိုင်းလျှောက်နိုင်စေခဲ့သည်များစွာသောသူတို့သည်သူ့ကိုယုံကြည်ကြပြီးအနာရောဂါဆိုးများမှပဂတိအဖြစ်ကျမ်းမာခြင်းသို့ရောက်ရှိကြသည်သို့သောသူသည်ဖာရိရှဲများ၏မုန်းတီးခြင်းသစ္စာဖောက်ခြင်းလည်းခံခဲ့ရသည်သူတို့သည်သူ့ကိုလောင်ပြောင်ပြည့်ရည်ပြုကြသည်သူတို့သည်သူ့အမမှန်ကန်သောဆွဆွဲချက်များဖြင့်ဆင့်ဆိုကာပိလက်မျိုးစားအားတေရန်ခံလိုက်သူဖြစ်ကြောင်းယုံကြည်စေခဲ့ကြသည်ယေရှုကိုတရေကျိုးကြောင့်ကိုကြောင်းပါသောရိုက်တံစားဖြင့်ယုံနာကင်းမဲ့စွာရိုက်နှက်ညှဉ်းပန်းခဲ့ကြသည်ထိုညှဉ်းဆဲရေးကိရိယာတွင်တတ်ထုနှင့်ကြောက်စာများရက်ကန်းအစများယောနှောထည့်သွင်းထားသည်သို့တော်လည်းသူသည်ကျွန်ုပ်တို့ကိုချစ်တော်မူသောကြောင့်ပြည့်ထန်သောဝေဒနာအလုံးကိုအဆုံးထိသိခံခဲ့သည်သူတို့သည်စူးပင်နှင့်ရက်သောဥယျာဉ်ကိုပြုလုပ်ပြီးသခင်ယေရှု၏ဥကောင်းတော်၌စောင်းစေခဲ့ကြသည်သူတို့သည်သူ့ကိုလက်ဝါးကပ်တိုင်မှရိုက်ထားကြသူ့ကိုလက်ဝါးကပ်တိုင်မှရိုက်ထားကြဟုကြွေးကြော်ခဲ့ကြသည်သို့တော်ဤရာအလုံးသည်မြတ်တော်ရှင်ဘုရားရဲ့ကယ်တင်ခြင်းအကြံစီအစိပ်ပိုင်းဖြစ်သည်ယေရှုခရစ်တော်သည်ယေရုရှလင်မြို့ပြင်ရှိဘောလကောသတောင်ပေါ်သို့ရဲရင်စွာတက်သွားပြီးဝေးလံသောတောင်ကုန်းပေါ်ထူထားသောတစ်တိုင်ပေါ်မှရိုက်နှက်ခြင်းကိုခံခဲ့သည်ခရစ်တော်သည်ငါတို့အဖို့အလို့ငါအသက်တော်ကိုစွန့်တော်မူသည့်အရာကိုငါတို့သည်ထောက်၍မြတ်တော်ကိုသိရကြပြီသူသည်ကျွန်တော်တို့၏အပြစ်ဒဏ်ကိုအပယ်ငင်းမှကယ်တင်ဖို့ရန်မိမိကိုယ်ကိုရစ်ပူဇော်ခြင်းအဖြစ်ပေးဆက်ခါသူ့အသွေးတော်ကိုသွန်း၍မိမိကိုယ်ကိုအနံ့ခဲ့သည်ထိုတစ်တိုင်တော်တွင်သူ့ကိုရိုက်နှက်ထားခြင်းအပြစ်များသည်ကျွန်ုပ်၏အပြစ်များနှင့်သင်၏အပြစ်များပင်ဖြစ်သည်ခရစ်တော်သည်လက်ဝါးကတိုင်ပေါ်၌ချိန်ဆွဲခံနေသည်တီးတဲ့အချိန်တစ်ခုတွင်တင့်ကိုစိတ်ထဲမှအာရုံပြုတော်မူခဲ့သည်ဟုကျွန်တော်ယုံကြည်သည်သူသည်တင့်ကိုချစ်တော်မူသည်တင့်အတွက်အသေးခံတော်မူခဲ့သည်သုံးရမြောက်သောနေ့၌သူသည်တင်းချိုင်းတွင်မှအောင်မြင်စွာထမြောက်တော်မူခဲ့ပြီးယခုခါကယ်တင်ခြင်းကျေးဇူးတော်ကိုအခမဲ့ပေးသနာတော်မူသည်ယောမဩဝါဒစာ6:23တွင်တမန်ကျမ်းစာပြောသည်မှာအပြစ်တရား၏အခါကသေခြင်းပေသည်ဤဒီကဆိုးသောသတင်းဖြစ်သည်သို့တော်ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရအသက်ပေသည်ဤဒီမှာသတင်းကောင်းဖြစ်တယ်ယေရှုခရစ်တော်သည်ကျွန်တော်တို့အဖို့လက်ဝါးကတိုင်ပေါ်၌ပြုတော်မူခဲ့သောအမှုအဖြစ်ဘုရားသခင်သည်တင့်အတွက်ဆုကျေးဇူးပေးတော်မူသည်ထိုဆုကျေးဇူးမူကားကောင်းကင်ဘုံ၌ဘုရားသခင်နှင့်အတူထာဝရအသက်ရရှိခြင်းပင်ဖြစ်သည်ဟုတ်ကဲ့လက်ဆောင်ဆိုတာမေတ္တာအဖြစ်အခမဲ့ပေးတဲ့အရာဖြစ်တယ်သင်ဒီထိုလက်ဆောင်ကိုအလုံးလုံးပြီးစုခုရလာနိုင်သည့်အရာမဟုတ်ပါအကယ်၍သင်လုံးနိုင်ခဲ့ပြီဆိုရင်ထိုအရာဟာလက်ဆောင်တစ်ခုမဟုတ်တော့ပါဂျာသူတယောက်ကပေးဆက်ပြီးသင်အားပေးကမ်းခြင်းဖြစ်သည်ဒါပေမဲ့လက်ခံမလားငြင်းမလားဆိုတာကိုတော့သင်မှာရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဘုရားသခင်သည်သင်အားပေးခဲ့သောလက်ဆောင်သည်ကောင်းကင်နိုင်ငံတော်၌ထာဝရအသက်ဖြစ်သည်ထာဝရအသက်ကိုဘုရားကျောင်းသွားခြင်းသို့မဟုတ်ငွေကြေးလူဒန်းခြင်းရည်နှစ်ချင်းခံခြင်းထိုအရာတွေနဲ့ဝယ်ယူလို့မရနိုင်ပါသင်ကောင်းကင်နိုင်ငံဝင်စားဖို့ရန်သင်ရဲ့အကုသိုလ်မကောင်းမှုမှန်သမျှကိုဘယ်ကောင်းမှုကုသိုလ်မှမဖုံးနိုင်ပါယေရှုခရစ်တော်သည်ပေးဆက်ခဲ့ပြီးသူတစ်ပါးတည်းအပြည့်သာလျင်ဖြစ်သည်ဘုရားသခင်နှုတ်ကပတ်တော်ကရိုးရှင်းစွာပြောသည်မှာယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုအလိုအလျောက်ရောက်သည်မဟုတ်ဘုရားသခင်သနာတော်မူရာဖြစ်သည်ယေရှုကငါသည်လက်ခီးဖြစ်၏ဓမ္မတရားကိုလည်းဖြစ်၏အသက်သည်လည်းဖြစ်၏ငါကိုအမိမပြုတ်လျင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရဟုကြေညာထားသည်ယေရှုခရစ်တော်တပါးတည်းသာလျင်ဖြစ်သည်အခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့မှာရိုးရှင်းသောရွေးချယ်တရားတစ်ခုရှိတယ်
ယောမဩဝါဒစာ30-73မှာအကြောင်းမူကားထာဝရဘုရားကိုပထနာပြုသောသူရှိသမျှတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်ကြရလက်တတ်ဟုဘုရားသခင်ဂရုပေးတော်မူ၏မိတ်ဆွေသင်သည်မိမိအပြစ်မှနောင်တရပြီးယေရှုခရစ်တော်ထံလာမလားသူသည်ကောင်းကင်ဘုံ၌နှွေးထွေးသောချစ်ခြင်းမြတ်တာနှင့်သင်အားယုံကြည်ခြင်းအပြင်သူထံသို့လာရောက်၍မိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံရန်စောင့်မျှော်နေသည်။ဓမ္မကျမ်းစာအရသင်သည်သခင်ယေရှု၏ကယ်တင်ခြင်းဆုကျေးဇူးကိုလက်ခံလျင်သင်သည်သောအခါဘေကိုသွားမှလေစိတ်လုံးရဝဲကောင်းသောဖြေကတော့ကောင်းကင်ဘုံဖြစ်သည်။သို့တော်လည်းဝကတိုင်ပေါ်မှာခရစ်တော်ပြုခဲ့သောအရာတွေကိုညှင်းပယ်ပြီးဘယ်သောအခါမှသူ့ကိုလက်ခံခြင်းမရှိလျင်နောင်တမလွန်ဘဝအတွက်သင်ဘယ်မှအဆုံးသတ်မှလဲ။စင်ကြင်စရာအဖြေကတော့ငရဲပြီဖြစ်သည်။ယခုသင်မှာရွေးချယ်စရာရှိပါတယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရမည်ဖြစ်သည်။ဘာကြောင့်ကိုရော့ထံဆူတောင်းပြီးသင်ကိုကယ်တင်ဖို့ရန်မခေါ်ရမှာလဲ။ဒီချိန်မှာကျွန်ုပ်နဲ့တူဆူတောင်းဖို့ရန်မိတ်ဆွေကိုတောင်းဆိုပါရစေ။ဟုတ်ပါတယ်။စကလုံးများကိုရွတ်ဆိုယုံဖြင့်သာသင်ကိုမကယ်တင်နိုင်ပါ။သို့သောစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်ခြင်းဆူတောင်းတဲ့နှင့်ခရစ်တော်အားခေါ်လိုက်ပါ။ဘုရားသခင်နားထောင်တော်မူမည်။ယခုကျွန်တော်နဲ့အတူခေါင်းလေးငုံပြီးတော့ဆူတောင်းဖို့ရန်မိတ်ဆွေဆန္ဒရှိပါသလား။အိုးခင်ယေရှုကျွန်တော်အပြစ်သားတစ်ယောက်ဆိုတာကျွန်တော်သိပါ၏ကျွန်တော်အပြစ်များတော့အပြစ်ဒဏ်ကိုခံထိုက်ကြောင်းကျွန်တော်သိပါသည်သို့သောကိုရောနှင့်အတူကောင်းကင်ဘုံ၌စိုးစံဖို့ရန်ကျွန်တော်အလိုရှိပါ၏ကျွန်တော်တည်ပြီးငရဲပြည်သို့မသွားလိုပါကျွန်တော်တို့လဝကတိုင်းပေါ်မှာအသေးခံပြီးတည်ခြင်းမှထမြောက်တော်မူကြောင်းကိုကျွန်တော်ယုံကြည်ပါ၏ကျေးဇူးပြုပြီးကျွန်တော်၏စိတ်နှလုံးထဲဝင်ပြီးကယ်တင်တော်မူပါကျွန်တော်အပြစ်များကိုခွင့်လွှတ်တော်မူပါကျွန်တော်ကိုရောဤထာဝရအသက်ဆုကျေးဇူးကိုဝမ်းမြောက်စွာလက်ခံပါ၏ကိုရောတပါးတည်းသာလျှင်ကျွန်တော်ဤကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပါသည်ကျွန်တော်ကိုကယ်တင်ပြီးချစ်တော်မူသောကြောင့်ကိုရောကိုကျေးဇူးတင်ပါသည်ယေရှုနာမတော်အားဖြင့်ဆုတောင်းပါ၏အာမင်မိတ်ဆွေသင်ဒီယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်ဖြစ်ယုံကြည်ပါသလားဘုရားသခင်ကိုချီးမွမ်းပါတယ်တမန်ကျမ်းစာကသင်ရဲ့ကယ်တင်ခြင်းဘယ်တော့မှမဆုံးရှုံးနိုင်ကြောင်းကိုရှင်းလင်းစွာသွန်သင်ထားပါသည်အကြောင်းမူကားထာဝရဘုရားကိုပထနာပြုသောသူရှိသမျှတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်ကြရလက်တံဖြစ်နိုင်တယ်သို့မဟုတ်ဖြစ်ကောင်းဖြစ်နိုင်တယ်မဟုတ်အေကံအမှန်ဖြစ်လိမ့်မည်ဘုရားသခင်သည်ဂရုတော်အတိုင်းထာဝရသက်ကိုမိတ်ဆွေအားပေးခဲ့ပြီဖြစ်သည်ပရိယံများတို့သေခြင်းတရားသည်ဤဘဝအသက်တာမှာနောင်တပလွန်ဘဝသို့ရှင်းလင်းသောအကူအပြောင်းတစ်ခုသာဖြစ်သည်ယေရှုသည်သူ့ကိုယုံကြည်သောသူအပေါင်းတို့အားစိတ်ချမှုကိုပေးတော်မူ၏ထာဝရအသက်ကိုလည်းငါပေး၏သို့တို့သည်ပျက်စီးခြင်းနှင့်အစင်မပြတ်ကင်းလို့ကြလိမ့်မည်အဘယ်သူမျှထိုသို့တို့ကိုငါလက်မှမနှုတ်မယူရသင်ရဲ့တဝိညာဉ်သည်ယေရှုခရစ်တော်၏အနန္တတကုနှင့်ပြည့်စုံသောလက်တော်၌လုံခြုံခြင်းရှိ၏အကယ်၍သင်သည်ယနေ့ကိုတော်ကိုယုံကြည်ပြီးဆုတောင်းခဲ့ပါကသင်ထံမှကျွန်တော်တို့ကြားလိုပါသည်ကျေးဇူးပြုကျွန်တော်တို့ကိုဆက်သွယ်ပါသင်နဲ့တူဝမ်းမြောက်ဝမ်းသာလိုပါသည်သင်တို့ဆုတောင်းပြန်ဝမ်းမြောက်မှာဖြစ်ပါလေဒါပြင်ခရိယန်တဦးနေဖြင့်သင်မဲလိုသည်မိကွန်းများရှိရင်ဆုတောင်းပြီးကူညီလိုပါသည်ကျေးဇူးပြုထိုအံ့ဩလို့မဆုံးသောကယ်တင်ခြင်းသတင်းကောင်းကိုမျှဝေပေးနိုင်မြတ်မျှဝေပေးဖို့ရန်မေတ္တာရက်ခံအပ်ပါသည်ဘုရားသခင်ကောင်းကြီးပေးပါစေ